Telegram သုံးတဲ့လူတိုင်းသိထားတဲ့ setting နှစ်ခုရှိပါတယ်ဒီ setting လေးနှစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမ setting တစ်ခုကတော့ကိုယ့်ရဲ့ Telegram ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုတခြားလူတွေမမြင်အောင်ပိတ်တယ်နည်းဒုတိယ setting တစ်ခုကတော့ကျွန်တော်တို့ရဲ့ Telegram မှာဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုသိနေတဲ့သစိမ်းတွေကဖုန်းနံပါတ်ရိုက်ထည့်ပြီးတော့ကိုယ့်ရဲ့အကောင့်ကိုရှာလို့မရအောင်ပိတ်တယ်နည်းဒီနည်းလမ်းလေးနှစ်ချက်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီနည်းလမ်းလေးတွေကိုမသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ပြီးတော့အတူတူလိုက်လုပ်လို့ရပါပြီခင်ဗျာကျွန်တော်တို့ Telegram အကောင့်ထဲကိုဝင်လိုက်ပါမယ် Telegram အကောင့်ထဲကိုရောက်ပြီဆိုရင်တော့အောက်က setting ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ရင်တော့ top ပုံ privacy and security ဆိုတဲ့ဒီစာလေးကိုနှိပ်ပါဒီမှာမြင်နေရတဲ့ဖုန်းနံပါတ်ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ရမှာဖြစ်ပါတယ်ဒီမှာမြင်နေရတဲ့အပြအအောင်ဆက်လေးကအပေါ်ဆုံးက everybody ဆိုတဲ့ဒီနေရာလေးမှာထားရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ Telegram ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့နဲ့စာရေးနေတဲ့တကယ်ချင်းတွေကအကောင့်ထဲမှာကြည့်လိုက်အောင်နဲ့ကိုယ့်ရဲ့ဖုန်းနံပါတ်ကြီးကသူတို့မြင်နေရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုသူတို့မမြင်အောင်ပိတ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီအပြအအောင်ဆက်လေးကိုအောက်က nobody ဆိုတဲ့နေရာလေးကိုရွှေ့လိုက်ရွှေ့လို့ပြီးသွားပြီဆိုရင်တော့အမှန်ချစ်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဖုန်းနံပါတ်ဆိုတဲ့ဒီနေရာလေးမှာ nobody လို့ပေါ်သွားပြီဆိုရင်တော့ကိုယ့်ရဲ့ Telegram ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုတခြားလူတွေမမြင်ရအောင်ပိတ်လို့ပြီးသွားပြီဖြစ်ပါတယ်ဒါကပထမနည်းပါဒုတိယနည်းကတော့ Telegram ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုသိနေတဲ့တငယ်ချင်းတွေနဲ့သစိမ်းတွေကကိုယ့်ရဲ့ဖုန်းနံပါတ်ကိုရနိုင်မယ်ဆိုရင်တော့ဖုန်းနံပါတ်နဲ့ကျွန်တော်တို့ရဲ့အကောင့်ကိုရှာလို့မရအောင်ပိတ်ချင်တယ်ဆိုရင်ပိတ်တယ်နည်းပါပိတ်ဖို့အတွက်လည်းကျွန်တော်တို့ဖုန်းနံပါတ်ဆိုတဲ့ဒီနေရာလေးကိုနှိပ်မယ်ဒီမှာပေါ့ဗျာဥပမာဒီအပေါ်မှာအပြအောင်ဆက်လေးတစ်ခုရှိရအောက်မှာအပြအောင်ဆက်လေးတစ်ခုရှိရနော်ဒီအပြအောင်ဆက်လေးကအပေါ်က everybody ဆိုတဲ့နေရာလေးကိုရောက်နေမယ်ဆိုရင်ကျွန်တော်တို့ Telegram ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုသိနေတဲ့သစိမ်းတွေနဲ့တခြားလူတွေကကျွန်တော်တို့ရဲ့ဖုန်းနံပါတ်သုံးပြီးတော့ကျွန်တော်တို့ရဲ့အကောင့်ကိုရှာလို့ရတယ်နော်ရှာလို့ရအောင်ထားချင်တာဆိုရင်တော့ဒီအပြအောင်ဆက်လေးကိုအပေါ်က everybody ဆိုတဲ့ဒီနေရာလေးမှာထားမယ်နော်အောက်ကအပြအောင်ဆက်လေးဒါကရှာလို့ရအောင်ထားတာနော်သစိမ်းတွေနဲ့တခြားလူတွေကကျွန်တော်တို့ရဲ့ဖုန်းနံပါတ်သိနေတယ်ဆိုရင်အဲ့ဒီဖုန်းနံပါတ်ရိုက်ထည့်ပြီးတော့ကျွန်တော်တို့ရဲ့ Telegram အကောင့်ကိုရှာလို့ရပါတယ်ကိုယ့်ရဲ့ Telegram အကောင့်ကိုဖုန်းနံပါတ်သိတဲ့သစိမ်းတွေနဲ့တခြားလူတွေရှာလို့မရစေချင်ဘူးဆိုရင်ဒီအပြအောင်အောက်ကအဆက်လေးကိုအောက်က my contact ဆိုတဲ့နေရာလေးကိုရွှေ့ရမှာဖြစ်ပါတယ်ရွှေ့လို့ပြီးသွားရင်တော့အပေါ်ကအမှန်ချစ်လေးကိုနှိပ်ပေးလိုက်ပါဗျာနော်အဲ့ဒါဆိုရင်တော့ကိုယ့်ရဲ့ Telegram ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုသိနေတဲ့ဒီဇိုင်းတွေနဲ့တခြားလူတွေကဖုန်းနံပါတ်ရိုက်ထည့်ပြီးတော့ကျွန်တော်တို့ရဲ့အကောင့်ကိုရှာလို့မရတော့ပါဘူးအခုလိုလုပ်ပြီးသွားရင်တငယ်ချင်းတွေနဲ့တခြားကိုယ့်ရဲ့ဖုန်းနံပါတ်ကိုသိနေတဲ့လူတွေကဖုန်းနံပါတ်ကိုရိုက်ထည့်ပြီးတော့ Telegram အကောင့်ကိုရှာလို့မရတော့ဘူးဆိုပေမဲ့နော်ကျွန်တော်တို့ကလည်းသူ့ရဲ့ဖုန်းနံပါတ်ကိုသိလို့ကိုယ့်ရဲ့ဖုန်းထဲမှာသူ Telegram ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့ကနာမည်နဲ့ contact မှတ်ထားမယ်တစ်ဖက်ကလူကလည်းကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုသူ့ရဲ့ဖုန်းထဲမှာ contact မှတ်ထားမယ်အပြန်အလှန်သူနဲ့ကိုယ်နဲ့ contact မှတ်ထားမယ်ဆိုရင်အဲ့ဒီလူကကျွန်တော်တို့ရဲ့ဖုန်းနံပါတ်နဲ့ Telegram အကောင့်ကိုရှာလို့ရသေးရနော်ဒါကြောင့်အပြန်အလှန်တစ်ဖက်နဲ့တစ်ဖက် contact မှတ်ထားမယ်ဆိုရင်တော့အခုလိုပိတ်ထားလဲဖုန်းနံပါတ်နဲ့ရှာလို့ရသေးတယ်သူ့ကိုလည်းကျွန်တော်တို့က contact ထဲမှာနာမည်မမှတ်ထားဘူးသူကလည်းကျွန်တော်တို့ကိုနာမည်မမှတ်ထားဘူးဆိုရင်တော့အဲ့လိုပိတ်ထားလို့ပြီးသွားရင်ဖုန်းနံပါတ်နဲ့လည်းဖုန်းနံပါတ်သိနေရင်လည်းအကောင့်ကိုရှာလို့မရတော့ဘူးเนาะဒါဆိုရင်တော့ Telegram ဖွင့်ထားတဲ့ညီကိုတွေအတွက်ကိုယ့်ရဲ့ Telegram ဖုန်းနံပါတ်ကိုတခြားလူတွေမမြင်ရအောင်ဖျောက်ထားခြင်းနဲ့ဆိုရင်ဖျောက်တဲ့နည်းဖုန်းနံပါတ်နဲ့အကောင့်ကိုရှာလို့မရအောင်ပိတ်ခြင်းနဲ့ဆိုရင်ပိတ်တဲ့နည်းဒီနည်းလမ်းလေးနှစ်ခုကိုရှာသွားပြီဖြစ်ပါတယ်ညီကိုတို့အားလုံးအဆင်ပြေကြပါစေဗျာ